ကဲ12နာရီဆိုတော့တော်တော်လေးတော့နောက်ကျနေပြီဒါပေမဲ့လည်းဒီ reading လုပ်ပေးခြင်းစိတ်ဖြစ်လာလို့မအိတ်ခင်ပေါ့နော်သူ့ရဲ့ need action ပေါ့နော်တစ်ဖက်သူကမင်းနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ပြီးတော့ action ယူလာဖို့ရှိလဲဘာတွေဆက်လုပ်လာဖို့ရှိလဲဆိုတာကိုကြည့်ရအောင်တစ်ဖက်သူဆိုတာမှမင်းတွေးလိုက်တဲ့ဘယ်သူမှဆိုဖြစ်နိုင်တယ်ပေါ့နော်ခိုးရဲ့ပြောတာကိုကြားပြီးနောက်မှာမင်းစဉ်းစားလိုက်တဲ့မင်းကောင်းတဲ့ကိုရောက်လာတဲ့မင်းတွေးတဲ့ကိုရောက်လာတဲ့ဘယ်သူမှဆိုဖြစ်နိုင်ပါတယ်။ तू ကမင်းနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်လုပ်လာဖို့ရှိလဲ။ तू ဘက်ကဘယ်လို action တွေဆက်ပြီးယူလာဖို့ရှိလဲပေါ့နော်။ 9 of Wands and then Knight of Cups 7 of Cups and Ace of Pentacles ဆိုတော့9 of Wands ရလဲဒီမှာက close to success ဆိုတာကိုတွေ့ရတယ်ပေါ့နော်။နှစ်ယောက်သားကြားထဲမှာအဆင်မပြေမှုတွေကတော့အများကြီးကြုံခဲ့ရတယ်။အဲ့ဒီအဆင်မပြေမှုဆိုတာမှာကသူနဲ့ကိုနဲ့ရဲ့နှစ်ဖက်ထဲကတစ်ဖက်ကတော့၎င်းနှစ်ယောက်ထဲကတစ်ယောက်ကတော့၎င်းနှစ်ယောက်လုံးတော့၎င်းကခေါင်းမာနေတဲ့အတွက်ရင်ဆိုင်ခဲ့ရတဲ့အဆင်မပြေမှုတွေလည်းပါတယ်လို့မျိုးပတ်ဝန်းကျင်ရဲ့ဒီဖိအားတွေကြောင့်အဆင်မပြေတဲ့အဆင်မပြေမှုတွေလည်းပါတယ်ပေါ့နော်အခုလောလောလတ်လတ်နှစ်ယောက်သားကြားထဲမှာတယောက်ကခေါင်းမာပြီးတော့ညှိနှိုင်းဆွေးနွေးလို့မရဖြစ်နေတာမျိုးအခြေအနေတစ်ခုကိုရင်ဆိုင်နေရတယ်ဆိုတဲ့သူတွေရှိရဆိုရင်လည်းပဲပေါ့နော်လက်ရှိကတော့သူကကြက်ခံထားရဲဆိုတော့ energy မျိုးပေါ့နော်သူရောမင်းရောဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အခက်အခဲတွေအားလုံးပြီးသွားပြီအခုနင်းနဲ့ငါနဲ့အဆင်ပြေတော့မှာဆိုတော့ခံစားချက်မျိုးနဲ့သူစူးစမ်းပြီးအားတင်းထားရတာမျိုးတွေ့တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ next action ကမင်းနဲ့ပတ်သက်ပြီးတော့ပင်ပန်းနေပြီးအဆင်မပြေနေဘူးဆိုရင်တောင်မင်းရှိကိုရောက်အောင်လာမယ်ဆိုတော့ဆုံးဖြတ်ချက်မျိုးချထားတာမျိုးတွေ့ရတယ်။ Knight of Cups ပဲBishop Message ကိုပဲကြည့်လိုက်ပေါ့နော်။ဒီမှာမြင်းကလေးကပျော်မနေဘူးတွေ့လား။သူပင်ပန်းနေပြီခြေလန်းတလန်းလှမ်းလိုက်ဖို့တောင်မနဲ့အာယူနေရတယ်ဆိုတာမျိုး။ဒါပေမဲ့အပေါ်ကလူကလည်းသူမင်းကိုကမ်းပေးဖို့အတွက်သူ့လက်ထဲမှာတစ်ခုခုကိုတော့ယူဆောင်လာခဲ့တယ်ချစ်ချင်းမြတ်တာတွေလည်းဖြစ်နိုင်တယ်မင်းလိုချင်တဲ့မင်းသူ့ကိုဘာတော့ပါလာရမယ်ဆိုပြီးတော့ပြောထားတဲ့ဥပမာငါတို့ဘဝတစ်ခုတိဆောက်ဖို့ဆိုရင်နင်ဘယ်လိုအခြေအနေရှိမှဖြစ်မယ်တို့နင်ဘက်ကဘယ်လိုမျိုးအဆင်ပြေနေမှဖြစ်မယ်တို့ဒီလိုမျိုးမင်းတောင်းဆိုထားတဲ့တစ်ခုခုရှိတယ်ဆိုရင်အဲ့ဒီဟာကိုရဖို့အတွက်သူစူးစမ်းနေတယ်သူရဲ့ action ကတော့ပေါ့နော်မင်းနဲ့နီးစပ်ဖို့အတွက်မင်းဘက်ကပေးရမယ်ဆိုတော့ကန့်သက်ထားတဲ့အရာတွေအားလုံးကိုရဖို့အတွက်စူးစမ်းနေရင်းနဲ့ပဲပေါ့နော်မင်းအပေါ်မှာထားတဲ့စိတ်ခံစားချက်တွေကတော့သူပင်ပန်းနေပြီမောပန်းနေပြီဆိုတာမျိုးကိုမြင်ရတာဆိုတော့ fresh ဖြစ်တဲ့ချစ်ချင်းမြတ်တာမျိုးတွေတော့မတွေ့ရတော့ဘူးမရှိတော့ဘူးဆိုတော့ညာလဲသူ့ရဲ့ action ကတော့မင်းရှိကိုပဲဥတည်နေစေရှိနေသေးရပေါ့နော်ဆိုတော့ချစ်တာတွေမြစ်တာတွေအနောက်မှာထားလိုက်နှစ်ယောက်သားကြားထဲမှာတန်ရောစင်နဲ့ဂတိကဝတ်တွေပဲရှိနေပြီးတော့အဲ့ဒီဟာကိုတီးဖို့အတွက်တစ်ဖက်သူကအမျိုးသားပဲဖြစ်ပါစေအမျိုးသမီးပဲဖြစ်ပါစေသူ့ရဲ့ကျမ်းမာရေးတော်၎င်းသူ့ရဲ့စိတ်ခံစားချက်တွေကိုတော်၎င်းထဲမတွက်ဖဲနဲ့စူးစမ်းရုန်းကန်နေရတာမျိုးကိုတွေ့တယ်အဲ့ဒီလိုမျိုးမင်းနဲ့နီးစပ်ဖို့အရန်နေစူးစမ်းနေလို့သူ့ရှိမှာကရွေးချယ်စရာမရှိဘူးလားဆိုတော့မဟုတ်ဘူးနော်သူ့မှာမင်းအပြင်တခြားရွေးချယ်စရာတွေရှိတယ်အဲ့ဒီရွေးချယ်စရာတွေကလူတွေလည်းဖြစ်နိုင်တယ်လို့မျိုးအခြေအနေတွေလည်းဖြစ်နိုင်တယ်ပြောချင်တာကမင်းနဲ့အတူတူရှိဒါတခုတည်းကပဲသူ့ဘဝအတွက်ရွေးချယ်မှုမဟုတ်ဘဲနဲ့မင်းနဲ့အတူတူမရှိဘဲနဲ့ပေါ့နော်သူ့ဘဝပို့ပြီးတော့တိုးတက်ဖို့တော့၎င်းသူ့ဘဝပို့ပြီးတော့အဆင်ပြေဖို့တော့၎င်းရွေးချယ်စရာအခြေအနေတွေအများကြီးရှိတယ်ဖျားသခင်ကသူ့ကိုအခွင့်အလမ်းတွေအများကြီးပေးထားပြီးသားဒီအခွင့်အလမ်းတွေဒီရွေးချယ်စရာတွေထဲမှာမင်းကလည်းတစ်ခုအပါအဝင်ပဲသို့တော်လည်းပဲသူကကြံတဲ့6ခုလောက်ကိုလေးလူရှုပြီးတော့ဒီ6ခုလောက်ထဲမှာကသူ့ဘဝရဲ့တိုးတက်ကြောင်းတွေပါမယ်နောက်ထပ်သူ့ကိုပို့ပြီးတော့ချစ်ပေးနိုင်တယ်ဆိုတော့လူတွေလည်းပါကောင်းပါမယ်သို့တော်လည်းပဲသူကဒါတွေအားလုံးကိုလေးလူရှုပြီးတော့မင်းရှိကိုပဲဥတည်ပြီးတော့လာနေတယ်ဆိုတာမျိုးကိုမြင်ရတယ်ဆိုတော့သူ့ရဲ့ next action ကတော့သူလုံးနိုင်သမျှအားလုံးကိုလှုပ်ပြီးတော့မင်းနဲ့နီးစပ်ဖို့အတွက်စူးစမ်းနေပါတယ်ဆိုတာမျိုးကိုတွေ့ရတယ်ရှင် Ace of Pentacles ရလဲပေါ့နော်သူကမင်းနဲ့ chapter တစ်ခုဘဝကို chapter တစ်ခုစကြင်နေပြီဆိုတာမျိုးကိုတွေ့ရတာအခုနှစ်ယောက်သားက situationship မှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ်သူကလေမင်းနဲ့ရဲ့ဒီဆက်ဆံရေးလေးကိုပေါ့နော်ဘယ်လိုပြောရမလဲCup energy လည်းမဟုတ်ဘူးကွယ် Cup energy ဆိုတာကအရန်ကိုပဲနူးနူးညံ့ညံ့လေးနဲ့ဟိုးရေရှည်မပါပဲနဲ့ဖြစ်နေတဲ့လက်ရှိအခြေအနေမှာပဲနင်းနဲ့
ငါနဲ့2ယောက်feeling comfortable ဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးကိုတွားတာ1ဆိုရင်လည်းအရန်နေစိတ်အားထက်သန်နေဒါပေမဲ့အရေးရှိမပါဘူးဒါပေမဲ့ဒီ8 of Pentacles ဆိုတဲ့ညီတဲ့ရဲ့ energy ကကြတော့မင်းနဲ့သူနဲ့ကြားထဲမှာချစ်ချင်းမြတ်တာလည်းအနည်းငယ်ပါတယ်စိတ်လှုပ်ရှားရမှုတွေလည်းအနည်းငယ်ပါတယ်ဟိုဟာလေးကနည်းနည်းဒီဟာလေးကနည်းနည်းအားလုံးပေါင်းစပ်လိုက်တဲ့အချိန်မှာနင်ကငါ့အတွက်အသင့်တော်ဆုံးသူဆိုရဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုပြောရမလဲလုံးဝကို confirm ဖြစ်သွားစေတဲ့ခံစားချက်မျိုးတွေမင်းကသူ့ကိုပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ace of Pentacles ရဲ့ energy နဲ့မင်းနဲ့သူရဲ့ဘဝတစ်ခုကိုစတင်ခြင်းနေပြီဆိုတာမျိုးကိုမြင်ရတာပါရှင်ဆိုတော့သူ့ဘက်ကမင်းနဲ့ chapter အသစ်တစ်ခုစရဖို့အတွက်သူလုံနိုင်တဲ့အားထုတ်မှုအားလုံးအားစိုက်မှုအားလုံးကိုလုပ်လိုက်မယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့2 of 1 and 9 of cup ဆိုတော့ဒီမှာကလည်းအရန်ကောင်းတယ်2 of 1ဆိုတာကဒီမှာသူ့ရှိမှာသူ့လက်ထဲမှာအလိတ်လေးနှစ်လိတ်ကိုကင်ထားတယ်တကယ်တော့ဒါ1နဲ့6မဲ့ Royal Waste မှာဆိုရင်တော့ तू ကမြို့စုံမှာမြို့ရိုးမှာရက်ပြီးတော့အဲ့ဒီ1နဲ့6ကိုကင်ရင်းနဲ့အနာဂတ်ကိုလှမ်းမြော်ကြည့်နေတဲ့နမိတ်ပေါ့နော်ဆိုတော့ဒီမှာကလည်းအဲ့ဒီလိုမျိုးပဲဒီကောင်မကလေးဟာဒီကောင်ဒီကလေးမလေးဟာပေါ့နော်သူ့လက်ထဲမှာသူ့ဘဝအတွက်အရေးကြီးတဲ့1နဲ့6ကိုစာလေးလေးနှစ်လိတ်ကိုကင်ပြီးတော့သူ့အနာဂတ်ကိုလှမ်းမြော်ကြည့်နေရအခုလည်း तू ကအဲ့လိုပဲမင်းနဲ့သူနဲ့စတင်မဲ့ Ace of Pentacles ရဲ့ energy နဲ့စတင်လိုက်မယ်မင်းတို့ရဲ့နောက်ထပ်စာမျက်နှာအသက်မှာဘယ်လိုစိတ်လှုပ်ရှားစရာတွေရှိမလဲဘယ်လိုပြင်ဆင်စရာတွေရှိမလဲမင်းနဲ့သူနဲ့ကြားထဲမှာဘယ်လိုအခိုက်အတန့်လေးတွေရှိမလဲဆိုတော့လှမ်းမြော်ပြီးတော့အနာဂတ်ကိုလှမ်းကြည့်ရင်းနဲ့9 of cups ဆိုတော့ကျဉ်းတဲ့နေတဲ့ energy မျိုးကိုတွေ့ရတာပေါ့နော်ဘယ်လိုပဲပြောအခက်အခဲတွေဘယ်လောက်ပဲရှိနေပါစေသူ့ဘက်ကတော့မင်းကိုထားသွားမယ်ဆိုတဲ့စိတ်ကူးမျိုးလဲလုံးဝမရှိသလိုမျိုးဘယ်လောက်ပင်ပန်းနေပါစေခဏလေးနားပြီးတော့ရှေ့ကိုပြန်ဆစ်ဆက်မှာပဲဆိုတဲ့ခိုင်မာမှုကိုပဲတွေ့ရတာဆိုတော့ကိုယ့်ရဲ့ quality နဲ့အရန်ကိုမှ energy ကောင်းနေပေါ့နော်နှစ်ယောက်သားကြားထဲမှာလက်ရှိအခက်အခဲတွေရင်ဆိုင်နေရတယ်အဆက်အသွယ်တွေပြတ်နေတယ်ဆိုရင်တောင်မှပဲစိတ်မပူနဲ့သူမင်းရှိကိုရောက်အောင်ပြန်လာမယ်ဆိုတာမျိုးကိုတွေ့ရတာပေါ့နော်ဆိုတော့9 of cups ဆိုတာကိုတော့ wish fulfillment ပဲဆန္ဒတွေအားလုံးပြည့်ဝလာတဲ့ cup ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ quality တွေဘက်ကတော့ဒီမှာလေးနည်းနည်းလေးပြောချင်တာကသူ့အပြင်နောက်ထပ်တစ်ယောက်ရှိနေတယ်ဆိုရင်ရှင်တို့ဘက်ကရှင်ရွေးနေတာမျိုးတွေရှိကောင်းရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကတော့9 of cups ရဲ့ energy နဲ့မင်းနဲ့သူရဲ့အနာဂတ်ကိုမျှော်ကြည့်ပြီးတော့သူ့မှာပျော်ရွှင်နေရတယ်ဆိုပေမဲ့ကျန်တဲ့တစ်ဖက်ကနည်းနည်းလေး ego energy ပေါ့နော်ငါဆင်ပြေဖို့ကအဓိကဆိုတဲ့ energy လေးနည်းနည်းပါနေပြီးတော့ကိုယ့်ပေါ်အရန်ကောင်းလွန်းနေတဲ့ဒီလူကိုတခြားတစ်ယောက်နဲ့ရှင်ကြည့်နေတာမျိုးကောင်းလွန်းနေတယ်ဆိုတော့ညာလဲဒီတစ်ဖက်တူမှာကကြတော့သူနဲ့မင်းနဲ့ရှေ့ဆက်သွားမယ်ဆိုရင်အခက်အခဲတွေအများများတယ်သူ့မှာမင်းသတ်မှတ်ထားတဲ့ standard ကိုမှီဖို့အတွက်အများကြီးစ조사ရုန်းကန်နေရတယ်ပေါ့နော်အခြေအနေတွေကဒါတွေကိုတချို့ကိုယ့်ရဲ့ quality တွေရဲ့20%လောက်ကစိတ်မရှည်ပေးနိုင်ဘူးဖြစ်နေတာမျိုးကိုတွေ့ရတာကျန်တဲ့80%ကတော့သူ့ကိုပဲမျှော်လင့်နေတာဖြစ်လိမ့်မယ်ဆိုတော့ဒါကquality and genuine reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကြီး serious မထားဖို့တော့ပြောချင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဒါကတဦးတယောက်တည်းရဲ့ energy နဲ့ဖတ်တာမဟုတ်ဘူးလေနော်ဆိုတော့ဒါကြီးကိုအရင်ကြီးတော့ serious မထားနဲ့ကောင်းတာလေးတွေကိုဒါ claim သွားပါပေါ့နော်ဆိုတော့တစုံတစ်ယောက်ကိုမျှော်နေတယ်ဒီဆက်ဆံရေးလေးမှာအခက်အခဲတွေအများကြီးဖြစ်နေတယ်ဆိုတဲ့သူတွေကတော့ဒီမှာပေါ့နော်ဒီရဲ့အရန်ကောင်းတဲ့ energy 9 of cup energy ကို claim သွားငါတို့ရဲ့စံသားတွေပြေဝတော့မယ်လို့ comment မှာရေးသွားပြီးတော့သူနဲ့မင်းရဲ့ဒီ love story လေး love journey လေးကောင်းမွန်စွာအဆုံးသတ်သွားဖို့အတွက်manifestation လုပ်သွားပါဘုရားသခင်ကိုမြင်ရဲ့ဆန္ဒတွေကိုလည်းအတည်ပေးလိုက်ပါလို့ပြောချင်တယ်ဆိုတော့ collective တွေကတချို့သူတွေက3ကနန်းဇူလိုင်ဆိုတဲ့ခွန်ကနန်းကထူကြတယ်မွေးနေ့တော်၎င်းမွေးရက်တော်၎င်းသူနဲ့မင်းရဲ့ anniversary date တွေတော်၎င်းဖြစ်နိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာလဲ October ဆိုတော့10 4ကနန်း2ကနန်း6ကနန်းလိုတလို့အသုံးချပါဆိုတာမျိုးကိုတွေ့ရတယ်တချို့သူတွေအခုက9လပိုင်းဆိုတော့အခုလာမဲ့ဇူလိုင်နဲ့အောက်တိုဘာမှာဒီဆက်ဆံရေးအတွက်အဖြေတစ်ခုခုတွေ့ရတာမျိုးတွေဖြစ်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတာပေါ့နော်ဆိုတော့အရာရာကလှင်းလင်းမြန်မြန်သွားနေတာမျိုးတွေရှိသလိုမျိုးနှင်းနှင်းကွေးကွေးသွားနေတာမျိုးတွေလည်းရှိမှာပဲအရာရာကိုအရန်ကြီးအလောတကြီးမျှော်လင့်တာမျိုးတွေလှုပ်ဆောင်တာမျိုးတွေလည်းမလုပ်နဲ့ပေါ့နော်အဓိကကတော့မင်းရဲ့
အချိန်ဒီလူနဲ့ပတ်သက်ပြီးတော့အရန်အချိန်ဖြုံးတာမျိုးတော့၎င်းဒါမှမဟုတ်ကိုယ့်ဘက်ကတတ်နိုင်တာဘာမှကူညီပေးမှုမရှိဘဲနဲ့နင်ဘာလုပ်နေရလဲဆိုပြီးတော့တွန်းအားပေးနေတာမျိုးတွေတော့၎င်းလုပ်နေတာမျိုးဆိုရင်မလုပ်ပါနဲ့လို့ပြောချင်တယ်ပေါ့နော်အရာရာဟာအချိန်တန်ရင်သူ့အလိုလိုတော့ဖြစ်လာမှာပဲပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအချိန်ဆိုတာတွေကပြန်လဲမရယူနိုင်တော့အရန်ကိုတန်ဖိုးရှိတဲ့အရာတွေဖြစ်တယ်ဒါကိုတော့သိထားဖို့လိုတယ်ဆိုတော့ပေါ့နော်တခါတရံမှာကြတော့လေအရန်စိတ်ရလောကြီးနေတာမျိုးတွေမလုပ်ဖဲနဲ့ပေါ့နော်ခဏလေးရက်ပြီးတော့အသက်ရှူလိုက်ဖို့လေလိုတယ်ဆိုတော့ message လေးပြောတာပေါ့နော်မင်းတို့ရဲ့ဒီ love journey တစ်လျှောက်လုံးမှာကပင်ပန်းခဲ့ပြီးသွားပြီလက်ရှိလည်းပင်ပန်းနေသေးတယ်ဒါကူမှပေါ့နော်ကိုယ့်ရဲ့စိတ်ကအရာရာကိုအမြန်လိုချင်တဲ့စိတ်ဖြစ်နေတာမြန်ရောက်ချင်တဲ့စိတ်ဖြစ်နေတာတစ်ခုချင်းစီကိုသူနဲ့ပတ်သက်တဲ့ကိစ္စရဲ့တစ်ခုချင်းစီကိုယ့်ရဲ့ဒီအနာဂတ်တစ်ခုချင်းစီဒီလိုမျိုးတွေကိုစနစ်တကျလှပဖြစ်သွားဖို့အတွက်အရန်တွေအလောကြီးနေရမျိုးပေါ့နော်အရန်တွေတတိထားရမှာကအရှင်အရန်မြန်လုံးနေဆိုရင်လည်းပဲကိုရိုးကလေလှပစွာပွင့်နေတဲ့ပန်းကလေးတွေကိုမမြင်ရတော့ဘူးဖြစ်လိမ့်မယ်ဥပမာကိုရိုးကားတစ်စီးနဲ့ခရီးထွက်တယ်ပဲထားအဲ့ဒီကားရဲ့မောင်းတဲ့အချိန်တုန်းကအရန်တွေမြန်နေတယ်ဆိုရင်ကိုတို့လမ်းဘေးမှာပွင့်နေတဲ့တောပန်းကလေးတွေရဲ့အလှကိုခန်းစားခွင့်ရမှာမဟုတ်ဘူးအဲ့ဒီလိုမျိုးပဲမင်းတို့နှစ်ယောက်သားကြားထဲမှာရှိနေတော့တချို့ကိစ္စရက်တွေကိုမင်းအနေနဲ့အရန်တွေအလှင်စလို့အလောတကြီးတွေလုံနေတာမျိုးတွေရှိတယ်ဆိုရင်ဟေးခဏလောက်ရက်လိုက်ပြီးတော့အသက်ရှူလိုက်ပါအောင်ဆိုတဲ့ message လေးကိုရတယ်ရှင်ဆိုတော့အရန်ကြီးလောမကြီးပါနဲ့ကိုယ့်ရဲ့ collected တို့ရေအရာရာဟာပုံမှန်လေးပဲသွားပါမင်းပိုင်ရမယ့်အရာတွေကအချိန်တန်ရင်မင်းရှိကိုရောက်လာမှာပဲဖြစ်ပါတယ်เนาะဆိုတော့ငါတို့ရဲ့ဆန္ဒတွေအားလုံးပြည့်ဝလာပြီလို့ comment မှာရေးပြီးတော့မင်းလည်းပဲဒီဆက်ဆံရေးလေးကိုကောင်းမွန်ဖို့ဆန္ဒရှိတယ်ဆိုတာကိုဖျားခင်ကိုသိပေးလိုက်ပါလို့အကြံပေးချင်ပါတယ်ရှင်ဆိုတော့အားလုံးပဲကောင်းသော energy တွေကိုလက်ခံရရှိကြပါစေ good night ပါရှင်TikTok နဲ့ Facebook က follower တွေကတော့မနေ့ဖြန်မနေ့ခင်မှပဲတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး free reading တွေကိုအများအားလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါ personal reading ဝယ်ခြင်းနဲ့ဆိုတဲ့သူတွေကတော့ description မှာ link ချပေးထားတဲ့ Telegram သို့မဟုတ် Viber ကနေလာရောက်ဝယ်ယူနိုင်ပါတယ်ရှင်ဆိုတော့နောက်ထပ် information လေးတစ်ခုကကို Tarot class လေး John လာမှာဖွင့်ဖို့ရှိတယ်တင်တဲ့အတာလက်ခံနေပြီးလောလောလတ်လတ်မွန်းချက်မှုတွေထဲမှာရောက်နေတယ်ဆိုတဲ့သူတွေဘဝမှာနေရတာကိုကညှင်းငွေ့နေတဲ့ပင်မနေရဆိုတဲ့သူတွေ spiritual journey ကိုရှောက်လန်းခြင်းနဲ့ဆိုတဲ့သူတွေ tarot ကိုကိုယ့်ရဲ့ဘဝရဲ့ turning point အဖြစ်ကိုယ့်ဘဝရဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာစေမဲ့ tool တစ်ခုအဖြစ်သုံးခြင်းနဲ့ဆိုတဲ့သူတွေကိုရှိမှာ tarot class လေးဖွင့်နေပါပြီဆိုတော့9ရက်5လကနေ15ရက်5လအထိက early bird promotion လေးရှိတယ် 10% discount ရှိတယ်ပေါ့နော်တင်နန်းကြီးက3,900,000မှာ 10% discount ကိုရယူမယ်ဆိုရင်တော့3,300,000ပဲကျတဲ့မှာဖြစ်တယ်ပေါ့နော်ဆိုတော့Tarot ကိုတူးတစ်ခုအနေနဲ့အသုံးပြုပြီးတော့လက်နက်တစ်ခုအနေနဲ့အသုံးပြုပြီးတော့ဘဝကိုပေါ်ပါတဲ့အလှည့်ပြောင်းတွေဖန်တီးခြင်းနဲ့ဆိုတဲ့သူတွေ welcome ပါရှင်ကိုနဲ့တူ Tarot journey လေးကိုစတင်လို့ရပါတယ်เนาะဆိုတော့Tarot ကိုစိတ်ဝင်စားတယ်ဆိုတဲ့သူတွေတင်တန်းသက်ချင်တယ်ဆိုတဲ့သူတွေကတော့ John လာမှာတွေ့ကြမယ်ရှင်ကဲတက်တာပါရှင်နောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်เนาะ